နေပူလေးကနေအိမ်ထဲဝင်လာလို့အဲခွန်လေးဖွင့်လိုက်တဲ့အခါမှာကိုလုံးအေးမြသွားတာရမ်းကိုနေလို့ကောင်းပါတယ်ဒါပေမဲ့အဲ့ဒီအေးဓာတ်တွေကဘယ်ကနေဘလို့ရောက်လာလဲဆိုတာကိုသင်စဉ်းစားမိပါသလားတကယ်တော့အဲခွန်ဆိုတာအပြင်ကအေးဓာတ်လေးကိုအထဲကိုသွင်းပေးတာမဟုတ်ပါဘူးဒါဟာသိပ္ပံနည်းကျယူပမိတာသဘောတရားတစ်ခုကိုအသုံးချထားတာပါရိုးရှင်းသောဥပမာပေးရမယ်ဆိုရင်တော့ရေဖြန်းတဲ့ဘူးလေးတစ်ခုနဲ့ရေမုံလေးတွေကိုဖြန်းကြည့်လိုက်ပါအဲ့ဒီရေမုံလေးတွေကလေထဲမှာချက်ချင်းဆိုသလိုအငွေ့ပြန်သွားတဲ့အခါမှာတော့တင့်ရဲ့ပတ်ဝန်းကျင်မှာအေးမြသွားတာကိုခံစားရပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင်တော့ရေကနေအငွေ့ဖြစ်နေပြောင်းလဲသွားတဲ့အခါမှာပတ်ဝန်းကျင်ကအပူတွေကိုဆက်ယူသွားလို့ပါ။ဒါပေမဲ့ရေနဲ့ဆိုရင်တော့အမြဲတမ်းဖြန်းနေရမှာမို့အလုံးမဖြစ်ပါဘူး။ဒါကြောင့်သိပ္ပံပညာရှင်တွေကပုံမှန်ပူချိန်မှာရေကနေအငွေ့ဖြစ်နေအလွယ်တကူပြောင်းလဲနိုင်တဲ့ဖရီယွန်လို့ခေါ်တဲ့အေးဓာတ်ငွေ့ကိုသုံးချခဲ့ကြပါတယ်။ဒီဓာတ်ငွေ့ကိုတော့ဂျင်းနီပိုင်လိုင်းတွေထဲမှာပိတ်လောင်ထားပြီးတော့အိမ်တွင်းကနဲ့အပြင်ဘက်ကိုဆက်သွယ်ထားပါတယ်။ရေချီနီမှာရှိနေတဲ့ဖရီယွန်တွေဟာအိမ်ထဲကဂျင်းနီပိုင်တွေကိုဖျက်ဆီးသွားတဲ့အခါမှာတော့ဖီအားရုံနဲ့သွားပြီးတော့အငွေ့အဖြစ်နဲ့ပြောင်းလဲသွားပါတယ်။အဲဒီလိုပြောင်းလဲတဲ့ချိန်မှာတော့အိမ်ထဲမှာရှိတဲ့အပူတွေကိုအငမ်းမြတ်ဆုပ်လိုက်တဲ့အတွက်ကျွန်တော်တို့ရဲ့အခန်းလေးကအေးမြသွားတာဖြစ်ပါတယ်ခင်ဗျာ။အနည်းချုပ်ရမယ်ဆိုရင်တော့အဲခုံဆိုတာအပူတွေကိုဆုပ်ပြီးတော့အပြင်ကိုဆွတ်ထုတ်ပေးတဲ့စက်ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ဖရီယွန်တန်းခွေကတော့အဲ့ဒီအပူတွေကိုတဲဆောင်ပေးတဲ့အဓိကရင်ပေါင်းကြီးပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်နေတတ်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and follow လုပ်ထားကြပါဦးခင်ဗျာ။